ဟိုလေးနည်းနည်းမျှဝေခြင်းလို့ပါနော်ဖုန်းဆော့တာများပြီးတော့ဒုက္ခရောက်တဲ့ကလေးတွေအရန်များလာတယ်ဆိုတော့ကလေးအရန်ဖုန်းဆော့ခိုင်းတဲ့ကလေးမိဘတွေအနေနဲ့စင်ချင်လို့ရအောင်ပေါ့နော်ကျွန်တော်ကိုဗီဒီယိုဖိုင်လေးတစ်ခုကြည့်ရအောင်နော်အဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့မှဘလို့ထင်လဲဘလို့စဉ်းစားမိလဲသူတို့လှုပ်ကြံပြီးတော့အကွက်စင်ပြီးတော့ရိုက်ထားတာလားဒါမှမဟုတ်တကယ်ဖြစ်သွားတာလားပေါ့နော်ကျွန်တော်အထင်ကတော့တကယ်ဖြစ်သွားနိုင်တဲ့ကလေးတွေတောက်လျှောက်အဲ့လိုမျိုးဖုန်းသုံးတာကိန်းဆော့တာကြာလူကြီးတော်မှာတောက်လျှောက်အဲ့လိုမျိုးဖုန်းသုံးတာကြာလာမကောင်းဘူးလေနော်ဒီအာရုံကြောတွေအုံနောက်ဝါတဲ့အမြင်နေပုံမှန်မဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့အဲ့လိုကလေးတွေပုံမှန်အဲ့လိုတောက်လျှောက်ဖုန်းမစော့အောင်ကိန်းမစော့အောင်ပါလို့ရမလဲဆိုတော့ကျွန်တော်တို့ကြောင်းချိန်ပြင်ပအထူးသဖြင့်ဒီတတိယနိုင်ငံရောက်နေတဲ့လူတွေပေါ့နော်ကြောင်းချိန်ပြင်ပမှာသူတို့ကို activity အများနဲ့လုပ်ခိုင်းရမယ်ဥမာအမှုပညာနဲ့ပတ်သက်တာရှိမယ်အားကစားရှိမယ်အမျိုးမျိုးပေါ့နော်သူအားတန်ရကိုကျွန်တော်ကလေးကတော့ပါမဝါသနာမပါပါဘူးဆိုပြီးတော့မပြောလိုက်နဲ့ပေါ့နော်ကလေးဝါသနာပါတာတော့ကင်းဆော့တာပဲဝါသနာပါတယ်အဖေးမေကနီးပေးလမ်းပြလုံနိုင်မှာကျွန်တော်ကလေးကဟိုပို့လည်းမသွားတရားပို့လည်းမသွားဘူးလို့ထိုင်ပြောနေုံနဲ့မပြီးဘူးမိဘတွေကလမ်းပြပေးရမယ်အထူးသဖြင့်အလုပ်မိဘနှစ်ပါးစလုံးအလုပ်လုပ်တဲ့လူတွေပေါ့နော်အားလုံးကတော့ဒီတတိယနိုင်ငံရောက်လာတာကလေးတွေပညာရေးအတွက်ဆိုပြီးပြောကြတယ်ဒါပေမဲ့တကယ်ရောက်လာလင်မယားနှစ်ယောက်စလုံးအလုပ်လုပ်တယ်အလုပ်လုပ်တာမှရိုးလုပ်တာမဟုတ်ဘူးဟိုမှာ OTD စင်းမိသားစုအချိန်မပေးနိုင်အဲ့လိုမျိုးတွေငွေနောက်လိုက်ပြီးတော့မှအဲ့လိုမျိုးတွေဖြစ်ကုန်တယ်ဆိုတော့မကောင်းဘူးပေါ့နော်ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့အဲ့လောက်ဆိုးရွားတဲ့အဖြစ်အပျက်တွေတော့မရှိသေးဘူးဒါပေမဲ့မျက်မှန်လေးတွေနဲ့တော့ဖြစ်ကုန်ပြီကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုတော့စာရန်စူးစမ်းလက်လူတွေပဲမျက်မှန်တက်ရတာပေါ့နော်အထင်ကြီးရတယ်မျက်မှန်တက်တဲ့အကြောင်းသူအကြောင်းသားဆိုဒီမှာကိန်းတအားဆော့တဲ့လူပဲမျက်မှန်တက်ရတယ်ဒီဖုန်းအပေါ်များတဲ့ကလေးတွေဆိုတော့အဲ့ဒါလေးပြောချင်တာပါကျွန်တော်တို့မြန်မာတွေနဲ့နှိစဆုံးပေါ်လုံးရှိမယ်ဒီတိုင်ကွန်ဒိုခရာတွေလက်ဖွေတွေရှိမယ်ဒီချက်တောင်ရိုက်တာတွေရေကူးတာပေါ်လီပေါ်ပုတ်တာမျိုးပေါ့နော်တချို့ကကျွန်တော်တို့ဝင်နေပါတဲ့မိသားစု free လုပ်ပေးတာတွေရှိတယ်တချို့ကနည်းနည်းပါးပေးရတယ်တချို့ကတော့တော်တော်လေးကိုပေးရတယ်ဒီအမှုပညာဖက်မှာဆိုရင်လည်းတချင်းဆိုတာတူရီယာတခုခုတီးတာဂီတာဖြစ်ပီယိုနိုဖြစ်ဗိုင်လင်ဖြစ်ပေါ့နော်အဲ့လိုမျိုးပကြီးဆွဲတာတကယ်ကိုသားသမီးကိုဟွာလုပ်ပေးခြင်းနီလန်းနေအများကြီးပါဆိုတော့သားသမီးကိုအချိန်ပေးကြပါမိသားစုကိုအချိန်ပေးကြပါအဲ့ဒါလေးပြောချင်တာပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်